Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ primary pro ထဲမှာ fake audio တခုလုပ်ပြမှာပဲဖြစ်ပါတယ် fake audio ဆိုတာကတော့အတန်နောက်ဆုံးရက်သွားတဲ့အချိန်ကျရင်တိကနေရက်သွားတာမဟုတ်ဘဲနဲ့ဖြည်းဖြည်းအတန်တိုးသွားတာမျိုးကိုပြောတာပဲဖြစ်ပါတယ် Okay ကျွန်တော်ဒီဗီဒီယိုကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင် Little hellions, kids feeling rebellious, embarrassed, the parents still listen to Elvis. They start feeling ဒီမှာဆိုအတန်ဒုံးလီရက်သွားပါတယ်ဒီဟာကို fake audio တခုလုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီအတန်ကိုတစ်ချက်ကလစ်လိုက်ပါပြီးရင်တော့ effect control ကိုတွားရမှာပဲဖြစ်ပါတယ် effect control ရဲ့ဒီမှာ level မှာဒီဘေးနားမှာအပြာရောင်လေး token animation ကပွင့်နေရမယ်ပေါ့နော်ပွင့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပထမဆုံး keyframe တစ်ခုသတ်မှတ်ပေးလိုက်ပါနောက်ပြီးတော့နောက်ဆုံးတနေရာကိုသွားပါပြီးရင် keyframe တစ်ခုသတ်မှတ်ပေးလိုက်ပါဒါဆိုနှစ်ခုပေါ်လာပါပြီဒီ keyframe နေရာမှာကျွန်တော်တို့ကအတန်ကို short ပေးရမှာပဲဖြစ်ပါတယ်35လောက်ကျွန်တော်ထားကြည့်လိုက်မယ်ဒါဆိုပြန်ဖွင့်ကြည့်လိုက်မယ်ဆို still listen to Elvis. They start feeling ဒါဆိုရင်အတန်တဖြည်းဖြည်းတိုးသွားပြီဖြစ်ပါတယ်ဒီများလေးကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်လည်းသူကအတန်ကျသွားတဲ့ပုံစံလေးကိုဒီလိုပုံစံလေးပြထားတယ်ပေါ့နော် Okay ဒါအောင်မှကျွန်တော်တို့ကအတန်တိုးသွားတဲ့ဟာကိုတဖြည်းဖြည်းကြာကျင်နေဆိုရင်ဒီ keyframe လေးကိုဆွဲပြီးရှေ့ကိုရွှေ့ရလို့နောက်ကိုရွှေ့ရလို့လုပ်ပြီးတော့ကျွန်တော်ဟိလို့ရတယ်ပေါ့နော်ကျွန်တော်လုပ်ယူလို့ရပါတယ် embarrassed, the parents still listen to Elvis. They start feeling Okay ကျွန်တော်ဒါကို control Z ပြန်နှိပ်လိုက်ပါမယ်ဒါဆိုရင်ပြန်ဖွင့်ကြည့်လိုက်မယ်ဆိုရင် Elvis. They start feeling ခုနကတိုင်းဖြစ်သွားပြီပေါ့နော်ဒါကိုနောက်တနည်းလုပ်မယ်ဆိုရင်ကျွန်တော်တို့ audio transition လေးကိုတစ်ချက်ဝင်လိုက်ပါ crop rate ဆိုတာလေးကိုတစ်ချက်ဖွင့်လိုက်ပါပြီးဒီထဲမှာ3ခုရှိရပေါ့နော်အဲ့ဒီ constant power ဆိုတာလေးကိုဒီထဲကိုဆွဲထည့်လိုက်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့နည်းနည်းလေးရှည်လိုက်မယ်ပေါ့နော် Okay ပြန်ဖွင့်ကြည့်လိုက်မယ်ဆိုရင် still listen to Elvis. They start feeling Okay တဖြည်းဖြည်းတိုးသွားပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် Little hellions, kids feeling rebellious, embarrassed, the parents still listen to Elvis. They start feeling